ကောင်းပြီနင့်ကိုချစ်တယ်ဆိုတဲ့စကားလုံးကိုဘာသာစကားအမျိုးမျိုးနဲ့挑ကြည့်အောင်မြန်မာလိုဆိုရင်ငါနင့်ကိုချစ်တယ်ပေါ့အင်္ဂလိပ်လိုက I love you လေတခြားဘာသာစကားသိချင်တာရှိသေးလား ဟုတ်ကဲ့ပြောပြမယ်နော်တရုတ်လိုဆိုရင်我爱你我爱你ဂျပန်လိုက愛してる愛してるဂျာမနီလိုက ich liebe dich အီတလီလိုက ti amo ပေါ်တူဂီလိုက eu che amo တို့ဖြစ်ပါတယ်နော်နိုင်ဂျီးရီးယားမှာဆိုရင်ယောရိုဘာလိုဆိုရင်ဘင်္ဂလားဒေ့ရှ်မှာဆိုရင်အာမီတိုမာကဲဘာလိုပါရှိဖြစ်ပါတယ်အိန္ဒိယမှာတော့ဟင်ဒီလိုမန်တုမ်ဆေပြာကာတာဟွန်ယောက်ျားလေးနဲ့မန်တုမ်ဆေပြာကာတီဟွန်မိန်းကလေးလို့ပြောကြပါတယ်နော်ထိုင်းလိုကဖုံရတ်ခွန်ယောက်ျားလေးနဲ့ချန်ရတ်ခွန်မိန်းကလေးဖြစ်ပြီးကမ္ဘောဒီးယားလိုကစရလန်အွန်လာအိုလိုကခေါ်ဟတ်ကြောက်တို့ဖြစ်ပါတယ်နော်မြန်မာလိုကချစ်ပါတယ်ကိုရီးယားလိုကစာရန်ဟဲတရုတ်လိုကဝေါ်အိုင်နီတို့ဖြစ်ပါတယ်နော်ဟုတ်ကဲ့အေဆန်ဆယ်နိုင်ညလုံးပြောပြပေးမယ်နော်မြန်မာလိုကချစ်ပါတယ်ထိုင်းလိုကဖုံရာခွန်ယောက်ျားလေးနဲ့ချန်ရာခွန်မိန်းကလေးလာအိုလိုကခေါ်ဟတ်ကြောက်ကမ္ဘောဒီးယားလိုကစရလန်အွန်ဗီယက်နမ်လိုက IEOM ယောက်ျားလေးနဲ့ MEOI မိန်းကလေးမလေးရှားနဲ့အင်ဒိုနီးရှားလိုကအာကူဂျင်တာကာမူဖိလစ်ပိုင်လိုကမဟာဂီတာစင်ကာပူမှာဆိုရင်တော့မလေးလိုပဲအာကူဂျင်တာကာမူဒါမှမဟုတ်အင်္ဂလိပ်လိုလည်းသုံးကြပါတယ်နော်ဘရူနိုင်းလိုကသိချင်တယ်လားဘရူနိုင်းလိုကတော့မလေးရှားနဲ့အင်ဒိုနီးရှားလိုအတူတူပဲအာကူဂျင်တာကာမူလို့ပြောပါတယ်နော်ကဲအခုဆိုရင်အာဆီယံဆန်နိုင်ငံလုံးရဲ့ငါနင့်ကိုချစ်တယ်ဆိုလဲအသေးပဲသိသွားပြီပေါ့တကယ်လို့ကောင်မလေးကိုရီစားစကားထွားပြောချင်တယ်ဆိုရင်ကိုပြောချင်တဲ့ဘာသာစကားနဲ့ယုံကြည်မှုအပြည့်နဲ့ပြောတာကအရေးအကြီးဆုံးပဲနော်ပြီးတော့ရိုးသားပြီးသူ့ကိုအလေးထားကြောင်းပြသဖို့လည်းမမေ့ပါနဲ့ကံကောင်းပါစေဘာသာစကားအများကြီးနဲ့ပြောချင်တယ်ဆိုရင်ပထမဆုံးကိုပြောမဲ့သူရဲ့ယဉ်ကျေးမှုနဲ့ဘာသာစကားကိုလေ့လာထားတာကအကောင်းဆုံးပါပဲဒါကသူ့ကိုအလေးစားရာရောက်ပြီးပိုပြီးထိရောက်မှုရှိစေနိုင်ပါတယ်တခါတလေကျတော့စကလုံးတစ်လုံးတည်းကပဲနေရာဒေသအလိုက်အတိတ်ပဲကွဲပြားနိုင်တာကိုလည်းသတိပြုသင့်ပါတယ်နော်ဆွီဒင်လိုက Jack Elskadi ဒိန်းမတ်လိုက Jack Elskadi ပိုလန်လိုက Kocham-che တို့ဖြစ်ပါတယ်နော်နောက်ကဘယ်နိုင်ငံစကားကိုသိချင်ပါသေးလဲစပိန်လိုကတော့တဲအားမိုတို့မဟုတ်တဲခရဲတို့လို့ပြောနိုင်ပါတယ်နော်နှစ်ခုစလုံးကငါနဲ့ကိုချစ်တဲ့အသေးကွယ်ပါပဲတူရကီလိုကတော့စီနီဆေဗီယောရုံလို့ပြောပါတယ်နော်တမျိုးစီချစ်ချင်းမြတ်တာကိုဖော်ပြကြတာပေါ့ရုရှားလိုကယာတပြလူဘလူးလို့အတန်ထွက်ပါတယ်နော်ကောင်းပြီဒါဆိုရင်ဖက်လန်လိုကမီနာရာကာစတန်စီနိုဝါဂရီလိုကဆာကာပိုဟန်ဂေရီလိုကဆာရက်လက်နော်ဝေလိုကယာအယ်စကာဒိုင်ချက်လိုကမီလူယီတဲ့တို့ပဲဖြစ်ပါတယ်နော်ဒိန်းမတ်လိုက Jack Elskadi လို့ပြောပါတယ်နော်အတန်ထွက်ကနည်းနည်းစင်တူတာလေးတွေရှိတယ်နော်စိတ်ကူးကောင်းပါတယ်ဗျာဒါပေမဲ့ဘာသာစကားအများကြီးလုံးဝကျက်စရာမလိုပါဘူးကိုပြောချင်တဲ့စကားလုံးတချို့ကိုရွေးပြီးရိုးရိုးသားသားပြောတာကပိုပြီးထိရောက်မှုရှိနိုင်ပါတယ်နော်ယုံကြည်မှုနဲ့တတိကအရေးကြီးဆုံးပါပဲတတိယနိုင်ငံအနေနဲ့ Finland, Greek, Hungary, Norway, Czech နိုင်ငံတွေရဲ့ဘာသာစကားတွေကိုပြောပြခဲ့တာပါနော်အားလုံးကိုတကယ်မှတ်မိနိုင်အောင်လေ့ကျင့်ကြည့်မလို့လား Swahili လိုကတော့ Nina Kupenda လို့ပြောပါတယ်နော်အာဖရိကဘက်မှာအသုံးများတဲ့ဘာသာစကားတစ်ခုပေါ့ Brazil လိုကတော့ Portuguese ဘာသာစကားကိုအသုံးတာဖြစ်လို့ Ehute Amo လို့ပြောပါတယ်နော် Portuguese နဲ့အတူတူပါပဲဟုတ်ကဲ့ပါနောက်နေ့မှာအာမနာပဲမင်းနိုင်ပါတယ်နော်အခုတော့အနားယူပါအောင်ဟုတ်ကဲ့ပါဒီအစီအစဉ်မှာပါဝင်ပေးကြတဲ့ပရိသတ်တယောက်ခင်းစီထိုင်ကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်